Hey ယုံကလေးမင်းဆိုင်နေတဲ့အပင်ရဲ့အရွက်ကိုငါယူမယ်နော် ရတာပေါ့ဝဝန်ကြီးရဲ့ ယုံကလေးကမုံလာဥတွေဆိုင်နေပါတော့တယ်ဘုံဝန်ကြီးကတော့ပခတ်ထဲမှာဟောက်တန်တက်တက်နဲ့အေးဆေးအိတ်နေတာပေါ့ယုံလေးကမုံလာဥတွေနှုတ်ပြီးအပေါ်ကအရွက်တွေကိုခွဲထုတ်လိုက်တယ် ဝဝန်ကြီးရဲ့ခမရအတွက်အရွက်ကြီးရပါပြီ ဟမ်ဒါကြီးတွေကဘာလဲဘလို့စားရတာလဲဟာ ယုံလေးကတော့မုံလာဥကြီးကိုကြိုက်ပြီးတိတ်တိတ်လေးရီးနေတာပေါ့ Hey ယုံကလေးနောက်တစ်ခါအမြစ်ကိုငါယူမယ်နော် ရတာပေါ့ဝဝန်ကြီးရဲ့ ဒီတစ်ခါတော့ယုံလေးကပြောင်းမှုတွေစိုက်ပါတော့တယ်ဝဝန့်ကြီးကတော့အမြင့်ကြီးကြီးတွေစားရတော့မယ်ဆိုပြီးအိမ်မက်ထဲမှာပျော်နေရှာတာယုံလေးကပြောင်းမှုပဲနေကိုနှုတ်ပြီးအောက်ကအမြင့်တွေကိုခွဲထုတ်လိုက်တယ် ဝဝန်ကြီးရဲ့ခမရအတွက်အမိတီရပါပြီ ဒါကြီးတွေကဘာလဲငါ့ကိုလာနောက်နေတာလား ယုံလေးကတော့ပြောင်းမှုဝါဝါလေးကိုပျော်ပျော်ကြီးစားနေတာပေါ့ဝဝန့်ကြီးမှာတော့ဗိုက်စာလုံးလို့ငိုချင်လာတယ်အလို့မလို့ပဲအချောင်လို့ချင်ရင်ဘာမှမရတတ်ဘူးဆိုတာသူနားလေသွားပြီနောက်ဆုံးတော့ယုံလေးကသူ့ကိုပြောင်းဖူးတစ်ဖူးပေးလိုက်တယ်ပုံမြင်လေးကတော့ဒီလောက်ပါပဲကွယ်နောက်ထပ်ဘလို့ပုံမြင်လေးတွေနားထောင်ချင်တာလဲဆိုတာ comment ရေးပေးထားခဲ့နော်